မင်္ဂလာပါခန့်ဖြစ်ပါတယ်ကျွန်တော်ဒီနေ့မှာတော့ဒါကဘာရွှေပေါ့နော်ကဘာရွှေကိုတင်းလာနေဈေးကွက်အတွက်ကျွန်တော်ခမန်းသုံးတဲ့ချက်လေးကျွန်တော် analyze လုပ်ပေးခြင်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဗီဒီယိုလေးကိုစလိုက်အောင်ဆိုတော့အခုလက်ရှိဈေးကပေါ့နော်ဒါကျွန်တော်တို့ဒါ50 minute time frame ရဆိုလို့ရှိရင်ဒီမှာ breakout structure နဲ့ဒါအရင်တစ်ပတ်ကတက်ခဲ့တယ်ပေါ့နော်ဒါပေမဲ့သူ့ရဲ့ trend ကဘယ် trend နဲ့မှဆိုတော့ down trend နဲ့မှပဲရှိသေးတယ်ကျွန်တော်တို့ကဒါအ trend အတွက်ကျွန်တော်တို့ဘယ်လိုပြောရမလဲအယောင်အဝယ်အတွက်ကိုတော့အရင်မစဉ်းစားတင်သေးဘူးပေါ့နော်ဒါပေမဲ့ long term ကင်မယ်အဲ့လို swing ကင်မယ်ဆိုလို့ရှိရင်တော့ဒါကိုယ့်ဘာသာကို confirmation လေးကြည့်ပြီးတော့ဝယ်ထားလို့ရတယ်ပေါ့နော် margin များများထည့်ပြီးတော့ရေရှည်ကင်နေတဲ့သူတွေတော့ကဒါပေမဲ့ကျွန်တော်တို့ကဒီ day trader သမားတွေအတွက်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ market ကို analyze လုပ်မှရပါမယ်ကျွန်တော်တို့50 minute time frame မှာရဆိုလို့ရှိရင်ဒါတောက်လျှောက်ကြီးကြားခဲ့တယ်ကြားပြီးတော့သူကပြန်ကန်တက်ပြီးတော့ဒီမှာ breakout structure ကြီးဖြစ်တယ်liquidity တက်စားတဲ့သဘောမျိုးပဲပေါ့နော် liquidity လာစားပြီးတော့သူကအခုပြန်ပြီးတော့ down trend ကိုပြန်ပြီးတော့လာတယ်လာရင်းသားနဲ့မှာဒါတောက်ရနေမှာဆိုလို့ရှိရင်လေဒီမှာအောက်က gap တွေကိုလာပြီးတော့ sweep ထားတဲ့ပုံစံမျိုးပေါ့နော်လာပြီးတော့ sweep ထားတဲ့ပုံစံမျိုးသူကပြပြီးတော့အပေါ်ပြန်ကန်တက်ထားတယ်ဆိုတော့ကျွန်တော်တို့ကလာမဲ့ Monday မှာကျွန်တော်တို့ကဘယ်နေရာတွေကိုကျွန်တော်တို့ကစောင့်ကြည့်ရမလဲဆိုလို့ရှိရင်ဒီပေါ့နော်4134နဲ့4135ပဲထားပါတော့နော်4135နဲ့4125ဈေးတန်းကိုကျွန်တော်တို့ကစောင့်ပါမယ်အဲဈေးတန်းကိုပြန်တကယ်လို့ price ကအဲ့ထက်ကိုဝင်လာလို့ရှိရင်အဲ့ဇုံကိုဖောက်ပြီးတော့ပဲတက်သွားမလားပေါ့နော်ဒီ4135ဈေးတန်းကိုဒါ candle နဲ့ပေါ့နော် full body candle နဲ့ဒါ break သွားမလားဒါမှမဟုတ်လို့ရှိရင်ဒီဇုံထဲကိုရောက်လာပြီးတော့ဒါ short down ဖြစ်ပြီးတော့အောက်ကိုပြန်ကန်ကြမလားပေါ့နော်ကျွန်တော်တို့ဒီဈေးတန်းကိုကျွန်တော်တို့တစ်ချက်စောင့်ကြည့်မယ်အဲဈေးတန်းမှာဒါတကယ်လို့ဒီဈေးနဲ့ပေါ့နော်4135နဲ့4125ဈေးတန်းကိုဒါဖောက်သွားခဲ့မယ်တနေ့လာနေမှာပေါ့နော်ဒါ get ဟပြီးတော့ဖြစ်ဖောက်ပိတ်သွားမယ်ဆိုလို့ကျွန်တော်တို့ကအဲဈေးကပူးပတ်ပြန်လာပေါ့နော်ဒီ4125နဲ့4135ဇုံထဲမှာကျွန်တော်တို့ကအဝယ်ဝင်လို့ရပါတယ်ဒါကို break သွားမှာပေါ့နော်ဒီ4135ဈေးတန်းကို break သွားပြီဆိုရင်ပြန်အလှည့်အလာကိုကျွန်တော်တို့ကဒါဝယ်လို့ရမယ်buy and trade ရမယ်ပေါ့နော်တကယ်လို့အဲ့လိုမှမဟုတ်ဘူးဈေးကဒီကိုတက်လာတဲ့အချိန်ပေါ့နော် gap တွေပိုင်းလည်းမဟာဘဲနဲ့လိုပဲပြန်လာတယ်Monday မနက်မှာလာပြီးတော့မှ short down ပေါ့နော် M5 မှာဖြစ်ဖြစ် M1 မှာဖြစ်ဖြစ်ကျွန်တော်တို့က short down ရတယ်ပြီးရင် breakout structure ရတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကအယောင်းဝင်လို့ရပါတယ်ဒီ4135နဲ့4125ဇုံထဲမှာအယောင်းဝင်ပြီးတော့ swing sorry အရှိမရှိရဲ့ဒီ swing လို့ပေါ့နော်ဒီဒီကိုကျွန်တော်တို့ TP ယူလို့ရပါတယ်TP ဆိုပဲဈေးတန်းဖြစ်နေဆို4080 4085ပေါ့နော်အဲ့လောက်ထိကိုကျွန်တော်တို့ TP ယူလို့ရပါတယ်ကျွန်တော်တို့ဒီ entry ဒါရလို့ရှိရင်ပေါ့နော်အယောင် entry ဒါရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ risk to reward တော်တော်ကောင်းရမယ်အနေထားမှာရှိပါတယ်။ဘာဖြစ်လို့လဲဆိုတော့store တော့ကိုကျွန်တော်ကဒီရှေ့မှာရှိတဲ့ swing high ဒီပေါ့နော်4140လောက်မှာကျွန်တော်ထားလို့ရတယ်။ပြီးတော့ TP ကိုကျွန်တော်ပြောတဲ့ဒီနားမှာတစ်ဖြတ်ယူရမယ်ပေါ့sorry 4098ဆိုတော့ထောက်ပါ4100ဈေးတန်းပြီးရင်4000ဒီမှာ80 85ဈေးတန်းဒီကျွန်တော်တို့ကဒါ TP ယူလို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒါ Monday ဈေးကွက်အတွက်ကျွန်တော် analyze လုပ်ပေးခြင်းဖြစ်ပါတယ်ဒါ financial advice လည်းမဟုတ်တလို့ငွေကြေးကြံပေးရမဟုတ်ပါဘူးကျွန်တော်ရဲ့ market analysis တည်တက်တင်ပေးခြင်းဖြစ်ပါတယ်အားလုံးပဲအဆင်ပြေကြမယ်လို့ထင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျ